နိုင်ငံတော်အလံနှင့်ကရီနီအမျိုးသမီးအဖွဲ့အစည်းအလံကိုအလေးပြုခြင်းနှင့်တခြင်းတည်ဆိုခြင်းအစီအစဉ်က WSP ကျောင်းသူများမှအဖွဲ့တခြင်းတည်ဆိုခြင်းအစီအစဉ်6အဖွဲ့မှာကြားခြင်းအစီအစဉ်9အဖွဲ့မိတ်ခေါင်းပြောကြားခြင်းအစီအစဉ်10 2025Yani sen ya, pek yani, çeke böyle.
တယ်ပေါ့နော် I was just whispering to Tramubuipo that actually we are already 19 years. ဆိုဆရာမဘွေးဖော်သူတိတ်လေးပြောတော့နော်ကျွန်တော်တို့16နှစ်တော့ရှိသွားပြီနော် I still remember, I vividly remember when we first came to locate the place where we are going to build the WSP, we came together in this area. ဆိုတော့သူမမိတယ်ပေါ့တော့ဒီ WSP ကိုစတင်တောင်းစတင်မဲ့အချိန်မှာဒီနေရာကိုပပလဲလဲကျွန်တော်တို့ကြည့်ပြီးတော့နေရာပြင်မှာဆောင်းရင်ကောင်းမလဲဆိုတဲ့ဥစ္စာပေါ့နော် Samu, do you remember? ဆရာမမိလားတဲ့ Together with us is Sema Amudu. ပြီးတော့ဆရာမအမှုတို့နော်ဆရာမအမှုတို့လည်းမမိကြမယ်နော်တချို့ And we have also other women from Kamtu during that time. အဲ့ဒီချိန်မှာဆိုလို့ရှိရင်စခန်းနေကအမျိုးသမီးတွေတချို့လည်းပါပါတယ် Tramutulapo, tramu ပေါ်ပါတယ် Dotin Line. တော့တင်လိုက်လည်းပါတယ် Because I think during that time we were dreaming. အဲ့ဒီချိန်မှာ We were just dreaming during that time. အဲ့ဒီချိန်မှာအိမ်မက်လိုမျိုးပဲသူအိမ်မက်ခဲ့တယ်ပေါ့နော် And the whole idea is that we will provide a longer time program for young girls because before WSP, it was only like 3 months training program where Jose was the coordinator during that time. ဘာဖြစ်လဲဆိုတော့အဲ့ဒီချိန်တော့ဆိုလို့ရှိရင်ကျမတို့က course ကို3လပဲဖွင့်ထားတယ်ပေါ့နော်ဒါကြတော့အိမ်မက်ကဒီထက်မကပေါ့နော်တစ်နေ့လားလည်းနေ့လားလည်းမျိုးလှုပ်ချင်တယ်ဆိုပြီးတော့အိမ်မက်ခဲ့တယ်ပေါ့ So come and made this day a very memorable for the WSP, to the parents and the community. ဆိုတော့ဒီရက်တက်ပေါ့နော်အားလုံးကိုကြိုဆိုပါတယ်ပြီးတော့ကျတို့ရဲ့ memory တစ်ခုပေါ့နော်မိဘတွေတက်ရော community တွေတက်ရော WSP တွေတက်ရောပေါ့နော် memory တစ်ခုပါပေါ့ Thank you. အားလုံးကျေးဇူးတင်ပါတယ် Tera Besilo, please. ဒီကနေ့ဆိုလို့ရှိရင်တော့ဒါကျမတို့ရဲ့ဒီ Women Study Program ပေါ့နော်ဆက်ကိုချိန်မြောက်ပေါ့နော်ကျမတို့အောင်မြင်စွာပြီးဆုံးသွားတဲ့နေ့တစ်နေ့ထူးနေ့မြတ်တစ်နေ့လည်းဖြစ်တာပေါ့နော်ဆိုတော့ကျမတို့ရဲ့အခမ်းအနားမှာတက်အောင်ပေးကြတဲ့ကိုတီရှိကောင်းဆောင်တွေရောပြီးလို့ရှိရင်တော့ဒီတောင်းတူတွေရဲ့မိဘတွေရောကျမတို့ဒီဒုက္ခတဲ့ထဲမှာပါဝေရှိပေးနေတဲ့အုပ်ချုပ်ရေးမှုတွေပြီးလို့ရှိရင် CSO တစ်ဖွဲ့ချစ်စီတွေရောပြီးလို့ရှိရင်တရားကောင်းဆောင်ပေါ့နော်အစောကောင်းဆောင်တွေရောပြီးလို့ရှိရင်ကျောင်းသူကျောင်းသားတွေအားလုံးကိုအထူးဂုဏ်ယူကြောင်းဆိုတဲ့ဟာနဲ့ပထမဆုံးပြောကြားလိုတယ်ပေါ့နော်ဆိုတော့ဒီကနေ့ဆိုလို့ရှိရင်တော့အစောနာဆမမီတော့ပြောတယ်လို့မျိုးပဲဒါကျောင်းသူတွေရဲ့ရုံးကန်ပြီးတော့မှတည်ယူလာရတဲ့ရက်လနှစ်ကောင်းတည်းဖြစ်တယ်ပေါ့နော်ဆိုတော့ဒီလိုခန္ဓာမျိုးမှာကျမတို့တီမပြူပြီးတော့မှမိဘဆွေမျိုးတွေရောကောင်းဆောင်တွေအားလုံးလာရောက်ချစ်မြတ်ပေးတာကလည်းဒါသူတို့ရဲ့ရက်လအောင်မြင်မှုကိုလာရောက်ကိုပြုပေးကြတာလည်းဖြစ်တယ်ပေါ့နော် မော်တီမိုကိုစနေတူပြအပါရရှိဒုတိယဦးနေဖြစ်မော်တူမြတတိနောက်တစ်ဦးနေနဲ့မော်တဲမှာနောက်တစ်ဦးနေနဲ့မော်ဖားမြနောက်ထပ်တစ်ဦးနေနဲ့ရိုစီထွေးလေးနောက်တစ်ဦးနေနဲ့မူမူအီ
ထပ်ဦးနေနဲ့မော်လူလေနောက်ဦးနေနဲ့မော်ပြားမှာနောက်ဦးနေနဲ့အာဆုံးတာနောက်ဦးနေနဲ့မော်ပိုးမြနောက်ဦးနေနဲ့နော်မီလာနောက်ဦးနေနဲ့မော်မိုးငယ်နောက်ဦးနေနဲ့မော်ဆိုးမြနောက်ထပ်ဦးနေနဲ့မော်သီးမြနောက်ဦးနေနဲ့မော်ရီမြနောက်ဦးနေနဲ့တတိလိုင်နောက်ထပ်ဦးနေနဲ့မော်ထားရုမော်နောက်ဦးနေနဲ့စစီလျာနောက်ဦးနေနဲ့မော်ဒီးမို့နောက်ဦးနေနဲ့အက်ကနက်နောက်ဦးနေနဲ့စိုးပြည့်စုံနောက်ဦးနေနဲ့ဆယ်စိန်မိုးနောက်ထပ်ဦးနေနဲ့မော်စီစီလီမာနောက်ထပ်ဦးနေနဲ့မော်ရှာမာနောက်ဦးနေနဲ့ဂျယ်ရီနောက်ထပ်ဦးနေနဲ့မော်ဆူးမြနောက်ထပ်ဦးနေနဲ့မော်ဆူးမာပေါ်သူနောက်ဦးနေနဲ့မော်တီမြိုင်
နောက်ဆုံးတစ်ဦးနေတယ်မော်မီညာ ပြောရှင်2025-2026ပြည်နယ်စနစ်တွေကျောင်းစံတော်ကျောင်းသူများကိုကျောင်းစံလက်မှတ်ကုန်ဖြစ်ပြီးတော့ပါတော့ကျောင်းတော်ခံဆောင်မများနေစစောများအားလုံးကိုကျေးဇူးထူးပဲတင်ရှိအပ်ပါတယ်ရှင် ကျမတို့ဒီဆုမပေးခင်မှာဆိုရင်ကျမတို့ကျောင်းမှာကဘာတာရရရှိလဲဒီမှာဘာ activity တွေလောက်သွားလဲဆိုတော့ဟာကိုအနေချင်းအရေးဆောင်ပြရှိရပါတော့ကျမတို့ဒီ WSP မှာဆိုရင်တနေ့အတွင်းမှာဆိုရင်ဘာတာရလေးခုတည်သွားပြီးတော့နော်women issue ရှိမယ်ဒီမှာ community development ဒီမှာ peace education နဲ့ဒီအဲ့ကလေးဆိုရင်မလေးဘာတာရှိတယ်ပေါ့နော်ဒီဘာတာရအပြင်မှာဆိုရင်ဒီဘာတာရနဲ့တာဆိုင်တဲ့ဒီ project တွေပါရှိမယ် presentation တွေပါရှိမယ်အဲ့ဒီအကောင်လုံးကိုကျမတို့ကအကောင်လုံးချုံလို့ကြည့်ပြီးမှဒီကျောင်းသူတွေကိုစုကြည့်မိသွားတာပေါ့နော်အဲ့ဒါအပြင်ဒီကျမတို့ကျောင်းမှာဆိုရင်ဒီတနည်းတာလောက်အတွင်းမှာsummer week နဲ့တိတ်ဖြစ်တော့ပေါ့နော်first semester နဲ့ second semester ဆိုပြီးမှနှစ်ခုရှိတယ်အဲ့ဒီနှစ်ခုလုံးချုပ်ကြည့်မှကျမတို့ကကော်လို့ပေးတော့ပေါ့နော်ပထမဆုံးအနေနဲ့ဒီကျောင်းသူတွေသဘောပေါက်အောင်ဆိုရင်ဒီကျမတို့ကဒီဘာသာရ၄ခုစလုံးမှာအများဆုံးရတဲ့တောင်းရရှိမှာပေါ့နော်ပြီးလို့ရှိရင်ဒီဘာသာရ၄ခုထဲမှာထူးချွန်ဆုံး၄ဘာသာစလုံးမှာဥမာဝမဲရှုမဆိုပထမရတဲ့လူအမျိုးဆိုရင်လည်း၄ခုရှိမယ်ပြီးမှဒီစပြစုအနေနဲ့ဒီကျမတို့ဆဆမလေးယောက်ကဒီတနည်းတလုံးတင်းမှာဆိုရင်ဘေချာတူကတိုတဲဆောင်လေဘာကတူကဘယ်လိုမျိုး communication ရှိလဲဆိုတဲ့အပေါ်ကြည့်မှကျမတို့ဆဆမတွေကတရားရေးထားတယ်ဒီမှာသူတို့ကျောင်းသူအချင်းချင်းတရားပြီးမှသူတို့ကျောင်းသူအချင်းချင်းမှာတက်လေရေးထားတဲ့တရားရှင်ပေါ့နော်အဲ့ဒါဟုတ်ကဲ့ဒီ2025-2026ပြည်နယ်တင်နီးဒီတနည်းတာလောက်အတွင်းမှာအများဆုံးနဲ့ပထမဆုကိုရရှိသွားတဲ့သူကတော့ကျမရဲ့ကျောင်းသူမော်ဂျယ်လေးဖြစ်ပါတယ်ရှင်ဒုတိယသူအနေနဲ့ရရှိသွားတဲ့သူကတော့ကျောင်းသူမော်တီမိုးဖြစ်ပါတယ်ရှင်တတိယတရားအနေနဲ့ရရှိသွားတဲ့သူကတော့မော်အက်ကနက်ဖြစ်ပါတယ်ရှင်ဘာသာရေးစုပေါင်းစုကိုချင်းမြတ်သွားပြီးတော့ကျမတို့ရဲ့အောက်ဆောင်ကောင်းဆောင်ဆောချိုင်းကိုထူပေးကြည့်တဲ့ရှိပါရှင်ဒုတိယတစ်ခုအနေနဲ့ဒီဘာသာရေးလိုက်စုဖြစ်တဲ့ဒီ women issue မှာပထမဆုံးရသွားတဲ့သူချင်းမြတ်ပေးဖို့တဲ့ women issue ဘာသာရေးမှာအများဆုံးရသွားတဲ့သူကတော့ကျမတို့ရဲ့ကျောင်းသူမော်တဲညာပဲဖြစ်ပါရှင်ဒုတိယတစ်ခုအနေနဲ့ peace education မှာအများဆုံးရရှိသွားတဲ့သူကတော့မော်ချာရုံမော်ပဲဖြစ်ပါတယ်ရှင်တတိယတစ်ခုအနေနဲ့ community development subject မှာအများဆုံးရရှိသွားတဲ့သူကတော့မော်တူးမြပဲဖြစ်ပါတယ်ရှင်နောက်ဆုံးခွင့်နေနဲ့ဒီ English subject မှာပထမအများဆုံးရရှိသွားတဲ့သူကတော့မော်နာမီတာပဲဖြစ်ပါတယ်ရှင်
ကဲဒီကျမတို့ရဲ့ဘာသာရလိုက်စုချီမီပေတော်ဆာမမော်လူများအားထူးပေကျေးဇူးတင်ရှိပါတယ်ရှင်နောက်ဆုံးခွင့်နေနဲ့ဒီကျမတို့ရဲ့2025-2026ปีကတင်တဲ့အတွင်းစာပြစုရရှိသွားတဲ့ကြောက်သူများကိုစုချီမီဖို့အတွက်ကျမတို့ရဲ့ KNW ဝချပေဖို့ဆရာမဘီဖော်အားစင်မြေပေါ်တို့ဖိတ်ခေါ်ပါရရှင်မော်ပိုးများပဲဖြစ်ပါတယ်ရှင် နောက်တစ်ခုကဒီကျောင်းသူတွေကသူရဲ့တငယ်ချင်းအချစ်ချစ်ကျမတို့ကပြည့်ရွေးခါရပါတော့ဒီတနေ့တာတင်းမှာဆိုရင်ဘယ်သူကဘယ်လိုမျိုးလဲတိုးတက်ဆောင်လဲပြီးမှဒီတငယ်ချင်းတွေကြားမှာဆိုရင်ချစ်ချင်းဘယ်လိုမျိုးကူညီကြလဲတရားအပြအလာနဲ့လည်းမှုရှိတဲ့ချိန်မှာဆိုရင်ဘယ်သူကအဆင်ပြေဆောင်လဲဆိုရင်ကျမတို့ကသူတို့ကိုအချစ်ချစ်ပေးခဲ့ရပါတော့အဲ့ဒီထဲမှာသူတို့ရေးဆက်ထားတဲ့သူကတော့ကျမတို့ရဲ့ကျောင်းသူမော်တီမိုးပဲဖြစ်ပါတယ်ရှင်ကဲကျမရဲ့ကျောင်းသူတွေကိုချစ်ချစ်ကြပြီးတော့ကျမရဲ့ဆမအစပဲကိုဆမဘွေဖူအားသူပဲကျေးဇူးတင်ရှိပါရှင် Laila merau sei dan tak cuma ha, umai mai berpatah
你妈人，讲土妈人来讲，就是真的，不就是真的。怎么去报带兵一场，你那他们的喏，我就哭哭出来，就说阿贝了，哇，那你嘞，哇，来阿贝了，那考上来的阿贝你嘞，阿姑，哎呀，讲什么嘞？这个阿贝想让我们录了，听了不是给阿西来录，他就说阿姑去阿姑去呢，那什么都是看过。ကျမတို့စခန်းထဲမှာကြည့်ဆိုအခမ်းအနားတစ်ခုလုပ်မယ်ဆိုလက်ခုပ်တီးဖို့ပြင်လဲလူတာအများတယ်ပလက်အလာဝတီးတယ်ဒါပေမဲ့ WSP နော်ကတော့ငါမတော့အခမ်းအနားတော့ဘာလို့ဖြစ်ဆိုလက်ခုပ်တီးပလိုက်တော့ပဲဝူးလက်អော်လာတယ်အဲ့ဒါပေါ်ကြတယ်ဘာဖြစ်ဆိုကျမတို့လည်းအရာအော်ရဲနေနော်ဘယ်လိုပဲဖြစ်ဖြစ်ကျမကျေးဇူးတင်တယ်ကျမဒီရဲ့ဘယ်လိုအစီအစဉ်ရှိတယ်ဆိုအနေငယ်ကျမမိတ်ဆက်ပေးစီတယ်ဘယ်လိုဆိုတော့ကျမလည်းကျမပြင်ဆင်စားလဲဆိုတော့ကျမဒီလည်းကျမပြောလာတယ်ဒီတစ်ခါငါနောက်ကျသွားမှဖြစ်မယ်လို့ဘာဖြစ်ဆိုအခမ်းအတင်းငါစိတ်ပေါ်ရောက်အောင်မယ်ဒီတော့သမီးငါ့ကိုဘာပေါ်လဲအားရအောင်ငါနာမည်တအကြီးနေနေမှာနော်ကျမကိုထင်စီစီကျမလည်းကျေးဇူးတင်တယ်ကျမအရှိခင်နေဖွိုက်ထုတ်တဲ့နာမည်တအကြီးကိုပဲဒါကြောင့်ဒီရဲ့အစီအစဉ်ဆိုဘောကျမစိတ်ပေါ်လဲမရောက်အောင်ပေါ့နော်နောက်တော့ပေါ်ကျမလည်းအနေနဲ့အရှိမမဖြစ်နေဘာဖြစ်ကျမလည်းသူများကိုလည်းကျမဟိုသူများကိုလည်းပါဝင်ခိုင်းချင်တယ်သူများကိုလည်းနေရာပေးချင်တယ်အဲ့လိုမျိုးပေါ့နော်အဖြစ်လေဒါပေမဲ့ဘလို့ဖြစ်ဖြစ်ကျေးဇူးတင်ပါလေ ကျမတို့အကနေလို့ခေါ်ရတယ်အခုကျမကျောင်းသူအားလုံးရဲ့ကိုစားပေါ့နော်ကျမကျေးဇူးတင်စကားပြောမှာပဲဖြစ်ပါတယ်အရင်ဆုံးဒီပွဲကိုလာပြီးတော့မှတက်ရောက်ပေးကြတဲ့မိဘဆရာတွေဆွေမျိုးသားချင်းအားလုံးတွေညီကိုမမအားလုံးတွေကိုကျေးဇူးတင်ပါတယ်ရှင်ပြီးတော့ကျမတို့ရဲ့ WSP Women Study Program ကိုနော်support ပေးတဲ့ with နဲ့ KSW ကိုလည်းကျေးဇူးတင်ပါတယ်ပြီးရင်ကျမတို့2025 2026နှစ်တွင်နော်ကျမတို့ကျောင်းသူအယောက်30ကိုစိတ်ရှိတီးခန့်စွာနဲ့နီလာမှာပြီးစတင်ပေးလာတဲ့ဆရာမ၄ဦးအပြင်အခြား guest speaker တွေရောအခြား guest speaker ဆရာမတွေရောဆရာမခင်ဝန်နော်ဆရာမခင်ကိုလည်းအရင်ကိုကျေးဇူးတင်ပါတယ်ရှင်ကျမရဲ့ကျေးဇူးတင်စကားကိုဒီလောက်ပါရှင်2025-2026ပညာသင်နေ့ကျောင်းဆင်းပွဲအခမ်းအနားစီစဉ်ကိုထိုင်းစံတော်ချိန်မနက်7:00 နာရီတွင်အောင်မြင်စွာပြီးဆုံးကြောင်းကြေညာအပ်ပါတယ်ရှင်ကျွန်တော်အခမ်းအနားစီစဉ်ပြီးတဲ့နောက်မှာကျွန်တော်မှတ်တမ်းတပ်ပုံများရိုက်ကူးခြင်းပဲဖြစ်ပါတယ်သူဖြစ်ပါ၍ဖိတ်ကြားထားသောဧည့်သည်တော်များနဲ့တော့WSP ကျောင်းသူများနဲ့ကျွန်တော်တို့အမှတ်တမ်းတပ်ပုံရိုက်ကူးမှာဖြစ်ပါတယ်